ဒီစများလုံးမင်္ဂလာပါကျွန်တော်တို့ English မှာဆိုရင်26 letters ရှိတယ်ဆိုတာအားလုံးသိပြီဖြစ်ပါတယ်အဲ့ဒီပါမှာဒီ26 letters လေးတွေကိုအတန်အားဖြင့်ကျွန်တော်တို့အပိုင်းလေးတွေ9ပိုင်းဒီလိုလေးတွေကျွန်တော်တို့ခွဲလိုက်ပါဒီခေါင်းစဉ်နဲ့အတန်လေးတွေအောက်မှာပေါ့နော်ဘာလေးလဲဆိုရင် A E F I O U R စသဖြင့်ဒီတင်ဂီတာလေးတွေရဲ့အောက်မှာကျွန်တော်တို့အတန်လေး9ပိုင်းခွဲလိုက်ပါမယ်အဲ့တော့အတန်တင်ဂီတာလေးတွေဒီအများကြီးရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့မိတ်ဆွေတို့ကို A to Z လဲလေးလာရင်းနဲ့ဒီပိုင်းထားတဲ့အတန်လေးတွေကိုတစ်ခုချင်းစီကျွန်တော်တို့အတူတူလေးလာကြည့်အောင်အဲ့တော့ဒီရဲ့တင်ဂီတာလေးဒါလေးပေါ့ဒါလေးကဘာလဲဆိုရင် short vowel sound ဒီတန်လေးကိုဒီတန်လေးကိုအဲ့ဒီအတန်လေးနှလုံးကိုပေါင်းထားတဲ့အတန်လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီတန်လေးကိုထွက်ဖို့အတွက်တစ်လုံးချင်းစီဖြည်းဖြည်းချင်းထွက်ကြည့်ပါဒါဆိုရင်ဒီဟာလေးနှစ်ခုကိုပေါင်းပြီးတော့မြန်ထွက်လိုက်မယ်ဆိုရင်ဟုတ်ပါတယ်ဒါဆိုရင်ဘာတန်လေးကြားမလဲဒီ letters လေးရဲ့နာမည်လေးကြားမှာဖြစ်ပါတယ်ဒါဆိုရင်ထွက်ကြည့်လိုက်တော့တခါတည်းကျွန်တော်တို့ A လို့မထွက်ဘဲနဲ့ဒီပုံစံအတိုင်းလေးကျွန်တော်တို့နှလုံးပေါင်းတဲ့အတန်လေးနဲ့ကြိုးစားပြီးတော့ထွက်မယ်ဆိုရင်ပို့ပြီးတော့စနစ်ကြနိုင်ပါတယ်ဒါဆိုပြန်ထွက်ကြည့်ပါဦးOkay ဒါဆိုရင်ဒီ letters လေးရဲ့နာမည်လေးရောကျွန်တော်တို့ဘယ်လိုခေါ်လဲတင်ဂီတာလေးဆိုရင်သူကဒီလိုလေးပြပါမယ်ဒါလေးကကျွန်တော်တို့လေ့ကျင့်ထားတဲ့အတန်လေးဒီအတန်လေးက Okay နှစ်ခုစုံပေါင်းပြီးတော့ထွက်လိုက်တော့ H အဲ့ဒီအတန်လေးဖြစ်ပါတယ်ဒါဒီ letters လေးရဲ့နာမည်လေးဖြစ်ပါတယ် Okay ဒါဆိုရင်ရောဒီ letters လေးရောသူ့ကိုတင်ဂီတာလေးဆိုရင်ဒီလိုလေးပြပါလိမ့်မယ်ဒါရဲ့အတန်ဒီ J ဒါလေးရဲ့အတန်ဒီ A နှလုံးပေါင်းလိုက်တော့ J Okay ဒါဆိုရင်ဒီ letters လေးထဲမှာနော်ဒီကျွန်တော်တို့အခုလေ့လာနေတဲ့ဒီတင်ဂီတာလေးရဲ့အတန်ပါတဲ့ letters လေးဘယ် letters လေးရှိပါသေးလဲဒါပေါ့ဟုတ်တာပေါ့နော်ဒါဆိုရင်သူ့ရဲ့တင်ဂီတာလေးဆိုရင်ဒီလိုလေးပြလိုက်မှာပေါ့ဒါဆိုရင် K ရဲ့အတန်လေးကမိတ်ဆွေတို့အားလုံးထွက်တတ်တယ်ဒါရဲ့အတန်လေးက A ထွက်လိုက်တော့ K Okay နော်ဒါဆိုရင်ကျွန်တော်အဓိကပြောချင်တာကဒီအတန်လေးကိုနှစ်တန်ပေါင်းပြီးလေ့ကျင့်ဖို့ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ letters လေးရဲ့နာမည်အတန်လေးလည်းထွက်လာမှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့အခုလေ့လာလိုက်တဲ့ဒီတင်ဂီတာလေးတွေဒီဘယ်စလုံးလေးတွေမှာစလုံးပေါင်းတဲ့အခါမှာဘယ်စလုံးလေးတွေမှာထွက်လေရှိပါသလဲ A လေးနဲ့ E လေးနဲ့အဲ့လိုခွထားတဲ့နေရာလေးတွေ A လေးတွေ E လေးတွေဒါဆိုရင် W A K E ဆိုရင်တင်ဂီတာအားဖြင့်ကျွန်တော်တို့အခုလေ့လာတဲ့တင်ဂီတာလေးနဲ့ဆိုဒီလိုလေးပြမှာပေါ့ A and then K တန်လေးနဲ့ပြလိုက်တော့ wake အဲ့ဒီတန်လေးဖြစ်သွားမှာပေါ့ Okay နော် A လေးနဲ့ E လေးနဲ့ခွထားတဲ့ပုံစံနောက် AI ဆိုတဲ့ letters လေးတွေပါတဲ့နေရာဒါဆိုရင် FAIL ဆိုရင်အများစုဒီဘာတန်လေးထွက်လေကျွန်တော်တို့အခုလေ့လာနေတဲ့ဒီတန်လေးပေါ့ဒါဆိုရင်တင်ဂီတာအားဖြင့်ဆိုရင်သူကဒီလိုလေးပြမှာပေါ့ fail အဲ့လိုလေးပြမှာပေါ့နော် Okay နောက်တစ်ခု AY ဆိုတဲ့ letters လေးတွေပေါင်းထားတဲ့အခါအများစုဒီအကုန်လုံးမဟုတ်ပါဘူးနော်အများစုဒီကျွန်တော်တို့အခုလေ့လာနေတဲ့ဒီ vowel sound အတန်လေး A ထွက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကစလုံးလေးတွေကိုကြည့်ပြီးတော့ spelling စလုံးပေါင်းလေးတွေကိုကြည့်ပြီးတော့အတန်လေးတွေထွက်တက်နိုင်မှာဖြစ်ပါတယ် Okay နောက်ပြီးတော့တခြားသောစကားလုံးမှာလည်း E နဲ့ A လေးတွေအဲ့လိုလေးတွေပါတာတွေ EY လေးတွေပါလာဒေဒီလေဘယ်တန်လေးထွက်လဲဆိုရင် A အဲ့ဒီအတန်လေးထွက်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ကဒီစကားလုံးပုံစံလေးတွေကိုစဉ်းစားပြီးတော့ကျွန်တော်တို့အခုလေးလာတဲ့ အဲ့ဒီအတန်ပါတဲ့စကားလုံးလေးတွေကိုကြိုးစားစဉ်းစားပြီးတော့ဒီ post ရဲ့အောက်မှာ comment မှာမိတ်ဆွေတို့စဉ်းစားမိတဲ့စကားလုံးတွေအတန်ထွက်တဲ့စကားလုံးတွေရေးခဲ့လို့ရပါတယ်
ကဲနောက်ကျွန်တော်တို့အတန်ပိုင်းမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်